monster ဘီးတွေမှန်နေနှစ်ဘူးဝယ်လာတယ်တဘူးကိုမှန်ဖြစ်ပြီတဘူးကိုဘီးဖြစ်တော့ကောင်းမယ်ကွယ်နှစ်ခုလုံးမှန်ဆိုတော့ငါဘီးထပ်ဝယ်ရမယ်ပေါ့ကွာကဲဖောက်ကြမယ်ဘာပဲပေါက်ပေါက်ဘီးတစ်ချောင်းမှန်တစ်ချက်ဖြစ်ရပြီโอเคယူနီကိုဘီးလေချစ်စရာလေအနီအောင်လေ so cute oh my god so cute okay ဘီးကိုပိုင်ဆိုင်သွားပြီးတော့မန်တော့တက်သွားပြီပေါ့နော်နောက်တစ်ခုကဘီးပဲရမှန်ပဲရအဆင်ပြေတယ်ပေါ့နော်ဒီပြာလေးလည်းလှတယ်အော်ဘီးရလေဘီး၃ချောင်းရှိရတယ်မှာအနီလေးကအလှဆုံးလေးကိုပေါက်ထားတာတအားတွေမန်တက်သွားပြီနောက်ခုဖောက်မယ်မှန်လေးဆိုရင်တော့ကွယ်အဆင်ပြေပါငါရဲ့သားလေးနဲ့သမီးလေးကိုဘီးဖေးပေးလို့ရတယ်another bee oh so good oh this one so not bad nice oh my god that's cute bee နဲ့ချောင်းနဲ့တချောင်းကငါပြီးမဲ့တချောင်းကသူတို့ပြီးပေးမယ် oh my god so cute not bad so very cute bee နဲ့ချောင်းပေါ့နော်တချောင်းကတော့ကိုဖြီးမယ်ပေါ့နော်တချောင်းကိုတော့သူတို့ဖြီးပေးမယ်သူတို့ဆိုတာဘာတူလဲဆိုတော့ခေါ်လာပြမယ်ခဏလေးနေအောင်နော်ဒီဟာလေပြီးခဲ့တဲ့လတော့ဝယ်ထားတဲ့ hair salon series ရနှစ်ရုပ်ပေါ့နော်သူတို့ခေါင်းဖြီးပေးဖို့အတွက်ကိုဘီးကိုရှာနေတာပေါ့နော်အဲ့နဲ့သူကလာဘူးကဘီးထပ်ထွက်လာတော့အဲ့မှာအစင်နေပြေသွားတာပေါ့နော်အစင်နေပြေသွားတော့သူတို့ကမှကျွန်မဘီးဖြီးပေးလို့ရပြီအခုဆိုလို့ရှိရင်တော့မအားတဲ့ကြာအလုပ်ကတော့လုတ်တယ်ဟေးဒါလီကတော့ငါလည်းကြည့်အောင်ချစ်စရာလေးအော်အစင်နေပြေနေတာဘီးနဲ့မှန်ထပ်ဝယ်ပေးရအောင်မယ်အဲ့ဒါဆိုရင်သူတို့ဝယ်ပေးဖို့လားကိုသုံးဖို့လားတိတ်တော့မသေးကြဘူးဟိုဘီနဲ့ချောင်းရတော့တစ်ချောင်းကကို့အတွက်ဖြစ်သွားတယ်ချစ်ပါကောကြည့်အောင်ဒီမှာစပင်အရှင်နဲ့ခေါင်းချော်ပေးရအောင်မယ်တို့နောက်တစ်ခေါက်ထုတ်လာအောင်ခဏလေးဒီမှာနောက်တစ်ခေါက်နှစ်ချောင်းရတော့တို့တစ်ချောင်းတယောက်တစ်ချောင်းမို့ကွယ်တို့ရမ်းမဖြစ်ကြဘူးပေါ့မကြည့်အောင်စပင်ကကောက်တွေလန်းနေအော်ချစ်စရာလေးโอเคဘီးတွေပါတခြားဝယ်ပြီးဖြီးပေးရစပင်တွေပါဆေးတွေပါစိုးပေးရမယ်အားလို့ရှိရင်တို့နော်ဒီမှာโอเคဘီးတယောက်တစ်ချောင်းနဲ့ကိုဘီနဲ့ကိုဒီမှာso cute